အောက်လုံးတာလီစားပါအကျွမ်းနာမည်ကတော့ခင်မျိုးမျိုးဆွေဖိုက်ပါရယ်အကျွမ်းအခုလက်ရှိ Asia Pacific International University မှာ Education Major ကို Side Stream Scholarship နဲ့တက်နေကြောက်သူကြောက်ဖိုက်ပါရယ်ဆိုတော့အင်းခါဒီရခိုင်ကဒီ Side Stream Scholarship ကိုစိုင်းဝင်စားရလူငယ်ရှိတဲ့တက်ရေးပြီးက sharing လုပ်ပြီးလုပ်ဖိုက်ပါရယ်Side Stream ဆိုတော့အကျိုးမရမြူရေးဖွေးစီတကိုဖိုက်ပါရယ်သူကထိုင်းနိုင်ငံမှာဒီ Bachelor ဝေးကိုတက်ရောက်တောင်းကြလို့ရကြောက်သူကြောက်တဲ့ကိုရေးပြီးကပညာတောင်းဆိုပြေဝပြီးပြီးကဒီငွေကြေးဆရာပြေဝထားမှပြီးဖွေးစီတကိုဖိုက်ပါရယ်ကြောက်သူကြောက်တဲ့အနေနဲ့ဒီတက်ရောက်နေရတက်ကြလို့တဲ့ခါကိုဟင်းပြီးကဒီမေဂျာတွေကကြားလုံးခါကဆီလီကိုဟင်းပါရယ်ကိုခိုက်စရီလိုရပါရနော်ပြီးကပုံမှန်ဆိုလုံးခါကသူတို့ကရှောက်လော်ကိုဒီဇင်ဘာလရဲ့ပထမစပိန်းနဲ့ဒီဇန်နဝါရီလရဲ့အဆုံးပိတ်တိဖောင်းပါရယ်ဒီခါကြားလုံးကအင်တာဗျူးတိတ်ကိုကြားလုံးကဒီဧပြီလရဲ့တတိယပတ်အတွင်းနဲ့ဒီမေလရဲ့အစပိတ်တော့မှာခေါ်လင်းဟင်ပါတယ်ရမယ်ဆိုလို့ဟင်ကရှက်ဆွေပညာတောင်စုပ်ကိုဇာသူတွေလျှောက်လို့ရလဲရှက်ဆွေပညာတောင်စုပ်ကိုဒီမြန်မာနိုင်ငံတော့အောင်လို့လျှောက်လို့ရပါတယ်အသက်ကတော့ခါ30နဲ့30ရဲ့အောက်ဖိုက်လို့ရပါတယ်ပြီးက6ထော်ရကျုပ်သူကျုပ်တော့တဲ့အနေနဲ့ဒီမင်းတော်စုကကိုယ့်ရဲ့ပညာရေးအကိုမထောက်မပြီးနေမင်းတော်စုဖရရပါဘူးဒီပြီးကပညာရေးပိတ်မှာကြာလို့ဟင်ကကတော့စနတန်အုံမဟုတ်က GDP ထော်ရကျုပ်သူကျုပ်တော့တဲ့ရှောက်လို့ရပါတယ်ဒီ6ထော်ရကျုပ်သူကျုပ်တော့တဲ့အနေနဲ့ဒီတက်ကတူပညာရေးကိုတောင်းကြောဖို့ဖရရဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်စာပိတ်မှာကြာလို့ဟင်ကလည်းအတောင်းတောင်းကျွမ်းကြောင်ဖို့လိုပါတယ်အများစုကကြာလို့ဟင်ကကတော့ intermediate level လောက်ဟင်ဖို့လိုပါတယ်ချဲချွင်းလျှောက်တော့ရကျုပ်သူကျုပ်တော့တဲ့အနေနဲ့အစာရှက်လက်တိတ်လိုအပ်လေပထမတစ်ခုကကြာလုံးကခါလာတွန်ရိုက်တာရဒီ passport တပ်ပုံဒီပြီးက passport စာအောက်မှတ်မွန်တောင်းလိုပါတယ်ဒီပညာရေးပိတ်မှာကြာလုံးကတော့ခါစီတာကိုလက်မှဒီပြီးကGD TOEFL IELTS လက်မှတိတ်ထိပြီးလိုရပါတယ်ဒီကလို့ကိုက across ဒီtraining တိတ်တက်ထောက်စလုံးကလေးတို့ညစတိရဲ့ certificate ကိုရှိုက်ပြီးလိုရပါတယ် recommendation letter ကကြားလုံးကနှစ်ခုလိုပါတယ်ပထမတစ်ခုကကြားလုံးကပညာရေးအတွက်ဒုတိယတစ်ခုကကြားလုံးကကိုယ့်ရဲ့လောငန်းတွေ့ကြုံ volunteer တွေ့ကြုံကိုထည့်ပြီးလိုရပါတယ်ဒီက video presentation တစ်ခု essay နဲ့ပေါက် review ရပါတယ်ဒီကကြားလုံးကလေးတို့ကိုယ့်ရဲ့အိမ်ပုံကိုပါနော်သုံးပုံထည့်ပြရပါတယ်revision ပိတ်ကတော့ခါဒီ essay ဒီ video presentation နဲ့ interview ဖိုက်ပါတယ် essay ကကြားလုံးကနှစ်ပေါက်မင်းပါရယ်ပထမပေါက်ကကြားလုံးကကိုယ့်ရဲ့ rhetoric အစီအစိပ်ပြီးကိုယ့်ရဲ့ပန်းတယ်ကို Chasing Scholarship ကနေပြီးဆိုမျိုးဒီထောက်ပံ့ပြီးနေဆိုရဲ grow ဒုတိယတစ်ပေါက်ကကြားတော့ခါကိုယ့်ရဲ့ raro ကိုဆိုမျိုးပိုကောအောင်လောက်ဆိုခါရဲ့ဒီပြီးရင်ပဲလောက်ဆိုရဲ့အချိန်ကဒီစင်ခေါ်မုန်တေးပြီးဒီပြဿနာတိတ်ကိုဆိုမျိုး pressure ခါရဲဆိုတွေ့ကြုံတိတ်ကို main ဆိုဖိုက်ပါတယ်ဒီပြီးတတိယတစ်ခုကကြားလုံးက video presentation ပါ video presentation ကကြားလုံးကကိုယ့်ရဲ့ across ပြီးကိုယ့်ရဲ့ mentor ဆိုရဲ့ဒီငွေကြေးအခရီးနေပြီးကိုယ့်ရဲ့လက်တလပညာရေးလောက်ရှုံးမှုတွေဒီပြီးကိုကစဖိုက်လို့သူမျိုးကိုကြော်ပြီးဆိုဖိုက်လို့ဒီပညာတောင်စုပ်ကိုထိုက်တန်ရေးဆိုရ project ကို real ဖို့ဖိုက်ပါတယ်ပုံမှန်ဆိုလို့ကဒီ researcher တွေကြောက်သူကြောက်တဲ့ကို interview တွေလို့သုံးစာဟင်းပါတယ်ဒီပြီး interview ဆိုတာစင်ကာပူနိုင်ငံကနေမိနစ်30ထိကြာနေပါတယ်Grand approach ဆောင်ဆိုကတော့ခါဒီ essay ပိတ်ပါနော် essay rate အချိန်ကကြားလုံးကသူတို့ meter တွေ main content ကိုတခုတ်မကြံ print နေအောင်မတ်သုံးရဲ့နီလန်ရှစ်တေးကိုနီလောက်မှတ်ဖို့ရှောင်ပါတယ်မတ်သုံးကနီလန်ကကြားလုံးကသူတို့ meter တွေ main content ကိုတေချာဖတ်ပြီးရော main content က keyword state ကိုထောက်ဒီပဲ keyword state အောက်ကကိုမှဒီရော keyword state ကို free paragraph ဒီစာပိုက်ရှိတိတိရှိစီရဒီပြီးကမှအလုံး brief ဆိုလို့ရောစောကိုတစ်ပိုက်ထိပုတ်ပြီးကိုကအကုန်းဆုံး price ကိုပါနော်ရင်ပဲ read လို့ရပါတယ်ဒီကမှသူတို့မေး content ကိုတခုတ်မကြံပြင်နေဖို့ price ပါတယ်ပြီးဒုတိယတစ်ချက်ကကြားလုံးကဒီကို essay read ပြီးစင်ကကြားလုံးကလေးတို့ကိုနဲ့ကိုတောင်ကပြည့်ဆာမတ်တီကိုလေးတို့သူတို့ကိုဖားခဲ့ပြီးအကန် project တွေယူပြီးကိုကဒီတနေတော့ brand ပြီးနာအကုန်းဆုံးလောက်လို့ရပါတယ်တဲ့တဲ့ခွာကြားလုံးကတော့ဒီ application ဒီရှောက်လို့တောင်းခါပါနာဒီရှောက်လို့တောင်းဖို့အချိန်မှပြီနာရှောက်လို့ဒီဝန်ကိစ္စမဟုတ်ပြီနာဒီ website တွေကိုကိုကထိုတောင်းပြီးနာဝန်ထွက်ပြီးသူမေခွန်တေးဖိကရရဲရှောက်လို့တိကို background နေအောင်ပုံစံမျိုးလောက်ဆိုပိုပြီးနာကုတ်ပါတယ်ဒီပြီးဒီသူတို့ကပုံမှန်စလုံးကJanuary လ30ရက်နေ့မှာတက်လေဒီ
အချိန်တမချင်းစပါမလားဒီကလေးတို့ကိုကငေါ်တဲ့အကူလောက်ကနေပြီးအောင်လုံး bridge ရောလောက်ထွက်ပြီးကဒီကိုလိုအပ်ချက်တွေကိုဒီ prime minister ဖိလို့ရပါတယ်ပြီး interview နဲ့ပတ်သက်ပြီးကြာလုံးကကေတော့ခါသူတို့မေးလာနေမိခွန်တီအောလုံးကိုကကိုတော်မီနဲ့ person ထုတ်ဖို့လိုပါတယ်ဒီပြီးကေသူတို့ဒီကိုရဲ့ essay ကိုတရားဖတ်တော့ပြီးကေကို praise ကောနဲ့ကိုရဲ့ဒီ essay ထဲမှာ read ထားရေဒီစာတိတ်နဲ့ဗနာအကုတ်ရာတိတ်နဲ့ကိုက်ညီနေဖို့လိုပါတယ်မအနေနဲ့ဒီ office corporation ဇာကတော့ကဗနာဒီအတွေ့အခက်အခဲတွေဆိုတာမေးရလာနေပါဖို့မားရဆိုလုံးကလည်းခက်ခဲတွေဝဟင်ကပါတယ်ရှာရရှင်တော့မှာပါနော်ဒီကလေးတို့ရောခက်ခဲတွေဆိုကြလုံးကကေကိုကိုစမ်းသပ်နေစဖိုက်ပါတယ်ရောခက်ခဲတွေကိုမကြော်လော့နေသည့်ဆိုလုံးကကေကိုကအကုတ်အရာတစ်ခုနဲ့မထိုက်တန်သည့်ဆိုတော့ပါနော်ရောကြောင့်အော်လုံးလေးတို့ဒီပဲစိုက်မရောလက်မလျှော့ပေးနာဒီခက်ခဲတွေကိုကြော်ဖတ်ပြီးခါမကိုရဲ့ပန့်တွေလိုရယ်ကိုနဲ့ထိုက်တန်ပန့်တွေကိုရောက်ဖိုက်ပါတယ်ရောကြောင့်အော်လုံးစိုက်မလျှော့ပေးနာအော်လုံးလက်မလျှော့ပေးနာ process ထုတ်ဖို့မျိုးလောက်ပါတယ်